မင်္ဂလာပါဒီဗီဒီယိုလေးကတော့2026နှစ်ဝက်မှာ9လပိုင်းကနေ12လပိုင်းထိဂျမနိုင်းရာသီခွေနေတဲ့အတွက်တဲရောနဲ့လီနိုမန်ကက်ကလေးများကိုပေါင်းဆက်ပြီးတော့အဟောထုတ်ပေးလိုက်ပါတယ်ဂျမနိုင်းတွေဟာယခုနှစ်မှာစိတ်မြန်လက်မြန်ရှိနေတတ်ပါတယ်ဒါကြောင့်လူမှုပတ်ဝန်းကျင်မှာအလင်းစလိုလှုပ်ခြင်းဆုံးဖြတ်ချက်မြန်ခြင်းတွေကြောင့်မကြပညာစကားများတာပြဿနာအထင်ငေါ်လေးတွေဖြစ်နေတတ်ပါတယ်။တို့ကြောင့်တယောက်တည်းအထီးကျန်နေတဲ့ဆိုတဲ့ခံစားချက်မျိုးလည်းရှိနေတတ်ပါတယ်။အဓိကမိမိစိတ်ကို calm down လုပ်ပေးပါ။ချက်ချင်းမတုတ်ပြန်ပါနဲ့အမားများတတ်လို့ပါ။အချစ်ရေးမှာတော့ဘသူတာတာစွန့်စားမယ်ကိုချစ်ရေးလိုက်ရဲလားဆိုပြီးတော့ကိုရှစ်ဆက်တိုးနေတဲ့နမိတ်လက္ခဏာလေးလဲတွေ့မြင်နေရပါတယ်။ထိုစိတ်ကြောင့်ပဲအချစ်တစ်ခုစတင်မိမယ်နမိတ်လေးလဲတွေ့ရပြီးတော့ကိုကလွတ်လပ်မှုကိုသဘောကျတော့လဲချစ်သူလက်တွဲပေါ်ကပါဝါအာဏာပြမှုချုပ်ချယ်မှုတွေကိုခံစားနေရတတ်ပါတယ်။ဒါကြောင့်အချစ်တစ်ခုကိုရှာရင်းနဲ့တန်တရာလဲနေတတ်တယ်ဆိုတဲ့အချစ်ရေးမျိုးကိုတွေ့မြင်နေရပါတယ်။အိမ်တော်ရေးမှာမိမိပါတနာကမကြခီးထွက်ရတာကိုလေတွေ့ရှိနေရတတ်ပြီးတော့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲခလေးယူမယ်ဆိုရင်တော့အကောင်းဆုံးအချိန်ခါဖြစ်ပါတယ်အလုံးမှာစိတ်ညစ်တာစိတ်ရှုပ်တာတွေကိုလည်း focus ရောက်နေတတ်ပါတယ်တကယ်ကမိမိလိုချင်တဲ့ငွေကြေး manifest လုပ်ထားတဲ့ငွေကြေးများဝင်လာတာရှိတော်လဲမိမိကိုယ်တိုင်ကကောင်းတဲ့အရာများကို focus မရောက်ဘဲနဲ့ဆုံးရှုံးရတာတွေအဆင်မပြေတာတွေလုပ်ငန်းငွေမှာစိတ်ညစ်ရတာတွေကို focus ရောက်နေတတ်ပါတယ်တယောက်တည်း drama ခင်းနေတတ်ပါတယ်ဒါကမှားယွင်းနေပါတယ်မိမိစိတ်ကိုပြင်ဆင်ပေးဖို့လိုအပ်ပါတယ်ထို့သော focus မှားယွင်းနေခြင်းကြောင့်ဆုံးဖြတ်ချက်မပြတ်သားခြင်းအလုံးမှာအားနာခြင်းပြောဆိုပြတ်သားရမယ့်အရာများတွင်မပြောဆိုခြင်းမပြတ်သားခြင်းတွေကြောင့်ငွေလိမ်ခံရတာငွေယိုပေါက်တွေများနေတတ်ပါတယ်အာမနာတင်တာကိုအာမနာပါနဲ့ထိုင်မီလဲဘူးနေတာတွေကိုရှော့လိုက်ပါမဟုတ်ပါကဘာမှမစင်စားနိုင်မဲလုံးမီလောက်ရလှုပ်ချင်းကြောင်းဝင်လာတဲ့ငွေများအဖတ်မတင်ဖြစ်နေတတ်ပါတယ်ဆုံးရှုံးရတတ်ပါတယ်ကျမ်းမာရေးအတွက်လေးလာလိုက်စားဖြစ်မဲ့အချိန်လေးအဖြစ်လဲထူးထူးခြားခြားစိတ်ရောက်ရှိနေပါလိမ့်မယ်လေ့ကျင့်ခန်းလုပ်တာကျမ်းမာအောင်နေမယ်ထိုင်မယ်မိမိကိုယ်လှလှပပနေမယ်ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်နေတတ်ပါတယ်သို့တော့မတော်တဆထိခိုက်ရှာနာအစိရအသေးလေးတွေတော့သတိထားဖို့လိုအပ်ပါတယ်စိုးရင်စရာမရှိပါဘူးပညာရေးမှာမိမိမျှော်လင့်ထားသလိုမဖြစ်နေပဲသတင်းဆိုးကြားရတတ်ပါတယ်အဓိကကဂျမနိုင်းတွေကိုဒီနှစ်ပိုင်းအတွင်းဒီဒုတိယနှစ်ပိုင်းအတွင်းမှာလမ်းညွှန်ချင်တာက focus ကိုပြောင်းလဲဖို့ပါအရန်ခံစားနေတာအရန်ဖီးနေတာတွေကိုရှော့ချလိုက်ပါကောင်းမွန်တဲ့ကန်တရားကို focus လုပ်မယ်ဆိုရင်ကန်တရားရဲ့အထောက်ပံ့တွေမှာရရှိလာမှာဖြစ်ပါတယ်လို့လမ်းညွှန်ရင်းနဲ့ကဏ္ဍအသီးသီးကိုပြောပြပေးလိုက်ပါတယ်မိမိနဲ့တိုက်ဆိုင်မှုရှိနေတယ်ဆိုရင် yes လို့ရေးခဲ့ပေးပါ personal consulting လိုချင်တယ်ဆိုရင်တော့ CV မှာလာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်